ရှိဖို့ဖရာအလိုတော်ရှိတယ်ကျွန်တော်တို့တယောက်စီတိုင်းအသက်တာမှာဖြင်းညင်းချင်းသဘောတွေရှိဖို့ဖရာသခင်အလိုတော်ရှိတယ်စာရမဏေကတော့အဲ့ဒီဝမ်းမြောက်ခြင်းကိုရောဖြင်းညင်းခြင်းကိုရောခိုးယူနေတဲ့ကာလတစ်ခုဟုတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာမှာဒီအရာတွေကိုခိုးယူမခံမိဖို့ရင်ဆိုင်ရတဲ့အခြေအနေခတ်သိမ်းတဲ့မှာဖရာသခင်ကိုချီးမွမ်းရင်ထိတွေ့သွားနိုင်ဖို့ဖြစ်တယ်ဒါကြောင့်ဖိလိပ္ပိခန်းကြီး၄အငယ်၄ကနေ9မှာအစင်မပြတ်ဝမ်းမြောက်ဆိုတဲ့အတိုင်းအခြေအနေအရရထဲမှာကျွန်တော်တို့ဝမ်းမြောက်ခြင်းကိုလက်မလွတ်လိုက်ပါနဲ့အခြေအနေအရရထဲမှာကျွန်တော်တို့ဝမ်းမြောက်ခြင်းကိုစာရန်ခိုးယူခြင်းကိုမခံပါနဲ့အခြေအနေအရရတိုင်းမှာကျွန်တော်တို့ဖြင်းညင်းခြင်းသဘောကိုလက်မလွတ်လိုက်ပါနဲ့အခြေအနေအရရထဲမှာကျွန်တော်ရဲ့ဖြင်းညင်းခြင်းသဘောကိုစာရန်လာပြီးတော့မှမခိုးယူပါစေနဲ့လောကရဲ့အလင်းလို့ပြောတဲ့အခါမှာဝမ်းမြောက်နေတဲ့သူတွေဖြင်းညင်းခြင်းသဘောရှိနေတဲ့သူတွေဖြစ်ပါတယ်လူအပေါင်းတို့ရှေ့မှာတို့ရဲ့ဖြင်းညင်းခြင်းသဘောကိုထင်ရှားစေပါတဲ့သခင်ဖရာသည်အနီးအပါး၌ရှိတော်မူ၏ဟာလေလုယာဖရာသခင်ကအနားမှာပဲရှိနေတာဖြစ်တယ်ကျွန်တော်တို့စိုးရင်တတ်တဲ့ပူပန်တတ်တဲ့အရာကဝမ်းမြောက်ခြင်းကိုခိုးယူခံစေတတ်တယ်စိုးရင်တတ်တဲ့ပူပန်တတ်တဲ့အရာကကျွန်တော်တို့ထဲမှာရှိတဲ့ဖြင်းညင်းခြင်းသဘောကိုလာပြီးတော့မှခိုးယူသွားတတ်တယ်ဒါကြောင့်မလို့လူကတခါလေကြတော့အသက်ရှင်ရင်းနဲ့ဘဝပြောင်းသွားတာပေါ့နော်အခုဝမ်းမြောက်နေတဲ့တော်ကြာစိတ်တူလာတယ်အခုအရန်လိမ္မာကြီးချဟာအရန်ဖြင်းညင်းတယ်အရန်နူးညံ့တယ်ဆိုတဲ့သူကအရန်ကြမ်းတမ်းခက်ထန်တဲ့သူတမဟုတ်ချင်းဖြစ်သွားတာပေါ့နော်ဒါကဘယ်သူလုပ်လဲဆိုစာရန်ရဲ့ခိုးယူခြင်းခံရတဲ့အခါမှာအဲ့လိုဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အသက်တာမှာဒီအရာတွေကိုကြော်ဖြတ်နိုင်ဖို့အတွက်ကျမ်းစာကပဲဗာပြောလဲဆိုတဲ့အခါအငယ်6မှာအဘယ်အမှုကိုမျှစိုးရင်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွာလို့ပြောတယ်အဘယ်အမှုကိုမျှစိုးရင်ခြင်းမရှိပဲအဲ့တော့ကျွန်တော်တို့တဦးစီတယောက်စီပေါ့နော်ကိုလည်းကျွန်တော်တို့မေးရအောင်ကိုမိသားစုကိုလည်းကျွန်တော်အခြေအနေတွေကြည့်ရအောင်ကျွန်တော်တို့စိုးရိမ်နေသလားနံပါတ်1ပေါ့နော်စိုးရိမ်မှုကြောင့်တက်တာထဲမှာရှိနေသလားပြီးတော့ဘယ်အမှုကိုကျွန်တော်တို့စိုးရိမ်နေတာလဲဘယ်ကိစ္စအတွက်ကျွန်တော်တို့စိုးရိမ်နေတာလဲပြန်ပြီးတော့မှမိမိကိုယ်ကိုစမ်းစစ်ရအောင်ကျွန်တော်တို့အဖြေတော့ရှိတယ်ပေါ့နော်လူသားဆိုတာစိုးရိမ်တတ်တာပေါ့မှန်ပါတယ်ကျွန်တော်တို့စိုးရိမ်တတ်လို့လဲကျမ်းစာကမစိုးရိမ်မှုပြောတာဖြစ်တယ်ကျွန်တော်တို့မစိုးရိမ်တတ်ဘူးဆိုလို့ရှိရင်ကျမ်းစာမှာဒီကျမ်းပိုက်လည်းရေးနေမှာမဟုတ်ဘူးပါလာမှာလည်းမဟုတ်ဘူးအဲ့တော့လူသားစိုးရိမ်တတ်တယ်ပူပန်တတ်တယ်အဲ့တော့ဘယ်အမှုအတွက်ကျွန်တော်တို့စိုးရိမ်နေလဲဘယ်ကိစ္စအတွက်ကျွန်တော်တို့စိုးရိမ်နေပါသလဲအဲ့တော့ကျမ်းစာကမစိုးရိမ်နဲ့လို့ပြောတဲ့အခါမှာစိုးရိမ်မှုကိုကြော်လွှားဖို့အတွက်သူနီလန်းပေးတာဖြစ်တယ်ဘုရားနာမှာဘုန်းကြီးပါစေစိုးရိမ်နေတဲ့သူတွေကိုအပြစ်တင်နေတာမဟုတ်ဘူးစိုးရိမ်နေတဲ့သူတွေကိုစိုးရိမ်နေတာမလို့မားတယ်နော်လို့ရှုံချနေတာမဟုတ်ဘူးလူသားနဲ့စိုးရိမ်မှုကဒွန်တွဲရှိတယ်ဟုတ်ပါတယ်ဒါပေမဲ့အဘယ်အမှုကိုများစိုးရိမ်ခြင်းမရှိပဲလို့ပြောတဲ့အခါမှာအဲ့ဒီစိုးရိမ်မှုတွေကနေထွက်ရလမ်းရှိတယ်ဟာလေလုယာအဲ့ဒီစိုးရိမ်မှုကိုအောင်မြင်ဖို့အတွက်ဘယ်လိုအောင်မြင်ရမလဲလို့ဘုရားသခင်ကပြောတယ်အခုစိုးရိမ်နေတဲ့အခြေအနေတွေမှာရင်ဆိုင်နေတဲ့အခက်အခဲတွေမှာဝမ်းမြောက်ခြင်းခိုးယူခံရတဲ့အခြေအနေတွေမှာနုညံ့တိမ်မွေ့ခြင်းတွေခိုးယူခံရခြင်းဖြင်းညင်းခြင်းသဘောတွေခိုးယူခံရခြင်းသဘောထဲမှာဘုရားသခင်ကဘယ်လိုဖြစ်စေခြင်းလဲဆိုတဲ့အခါမှာဒီနေ့နှုတ်ကပတ်တော်အဖြစ်အဘယ်အမှုကိုများမစိုးရင်လည်းအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာအရာရာမှာချီးမွမ်းပါအရာရာမှာအဲ့တော့ကိုယ့်တက်တာကိုပဲကိုယ်တိုင်ကျွန်တော်တို့မေးဖို့ဖြစ်တယ်ကျွန်တော်တို့အရာရာမှာချီးမွမ်းနိုင်တော့သူဟုတ်မဟုတ်ပေါ့နော်ဒါကိုယ့်အကူပဲအဖြေရှာရမှာဖြစ်တယ်အရာရာလို့ပြောတဲ့အခါမှာဟိုကိစ္စဒီကိစ္စချီးမွမ်းဖို့အတွက်ကန့်သတ်ထားတဲ့အရာမရှိဘူးအကန့်အသတ်မရှိချီးမွမ်းနိုင်ဖို့ဘုရားသခင်အလိုရှိတယ်ဘုရားနာမဘုန်းကြီးပါစေအောင်မြင်မှကြော်လွှားမှကောင်းကြီးခံစားမှအဆင်ပြေမှမဟုတ်ပါဘူးအရာရာဆိုတဲ့စကားကတော့အချိန်နဲ့အရရတိုင်းမှာကိုဖြစ်ချင်တာမဖြစ်ရင်လည်းချီးမွမ်းရမှာပဲကိုမြင်တွေ့ချင်တာမမြင်တွေ့ရရင်လည်းချီးမွမ်းနေရမှာပဲကျွန်တော်တို့ကအခြေအနေပေါ်မှာဘုရားကိုချီးမွမ်းတာမဟုတ်ဘူးချီးမွမ်းထိုက်တဲ့ဘုရားမို့လို့ချီးမွမ်းနေတာဖြစ်တယ်ဟာလေလုယာ
ကိုယ်ွယ်ထိုက်တဲ့ဖယားမှုလို့ကိုယ်ွယ်နေတာဖြစ်တယ်အခြေအနေပေါ်မှာဖယားကိုယ်ွယ်နေတာမဟုတ်ပါဘူးလုံးဝကိုအခြေအနေအရရတိုင်းမှာချီးမွမ်းခြင်းကိုယ်ွယ်ခြင်းဂုဏ်ပြုခြင်းကိုခံထိုက်တဲ့ဖယားမှုလို့ချီးမွမ်းကိုယ်ွယ်နေတာဟာလေလုယာဒါကြောင့်မလို့ဟိုအခြေအနေတွေဒီအခြေအနေတွေကဖယားကိုချီးမွမ်းတဲ့နေရာမှာအနောက်ရှက်မဖြစ်ဖို့ဘုရားသခင်သူပဲကောင်းချီးပေးပါစေစိုးရင်ခြင်းမရှိပဲစိုးရင်ခြင်းဆိုတဲ့အရာကဘုရားချီးမွမ်းခြင်းအရာမှာအနောက်ရှက်မဖြစ်စေဘူးဘာကြောင့်လဲဆိုတော့ချီးမွမ်းထိုက်တဲ့ဘုရားမို့လို့ကျွန်တော်ချီးမွမ်းနေတာဖြစ်တယ်စိုးရင်ပူပန်ရတဲ့ကာလမှာလည်းချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာကြောင့်တုံလုံးနေတဲ့အချိန်မှာလည်းချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်ဆက်ပြီးကျမ်းစာကဘာပြောတယ်လဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတ္ထနာပြုသောအားဖြင့်ချီးမွမ်းပြီးတော့မှဆုတောင်းပါဆုတောင်းတယ်ဆိုတော့ကျွန်တော်ဖြစ်ခြင်းတဲ့အရာကျွန်တော်ခံစားခြင်းတဲ့အရာကျွန်တော်လိုချင်တဲ့အရာအားလုံးပဲကျွန်တော်ဆုတောင်းတယ်ကိုယ်စားပြုပြီးတော့မှဆုတောင်းတယ်အရင်နေရာကြတာကဘာလဲဆိုတဲ့အခါမှာချီးမွမ်းခြင်းအရာရာမှာချီးမွမ်းခြင်းပြီးတဲ့အခါမှာဒုတိယနေရာကြတာကတော့ဆုတောင်းခြင်းဟာလေလုယာချီးမွမ်းထိုက်တဲ့ဘုရားကိုချီးမွမ်းပြီးတဲ့အခါမှာတောင်းရင်ပြီးတဲ့ဘုရားရှင်ရှိမှဆက်ပြီးတော့မှကျွန်တော်တို့ဆုတောင်းပါသင်တို့တောင်းမှလို့သောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလို့ထို့သောပြုရင် if အဲ့ဒီလိုကျွန်တော်တို့လုပ်မယ်ဆိုရင်ကျွန်တော်မှရွေးချယ်ပိုင်ခွင့်ရှိတယ်ထို့သောပြုလျင်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ရွေးချယ်ရတာဖြစ်တယ်မပြုလျင်လည်းဖြစ်နိုင်တယ်ပြုလျင်လည်းဖြစ်နိုင်တယ်လူကကြိုက်တဲ့လမ်းကိုရွေးဖို့အခွင့်ရှိတယ်ဒါပေမဲ့ခုနဖော်ပြသွားတဲ့အတိုင်းအဲ့ဒီလိုပြုမယ်ဆိုရင်အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည်ဟာလေလုယာဘလို့မှကြံလို့တော့မရနိုင်တဲ့ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းတော့တခြားဘယ်ကမှမဟုတ်ဘူးဘုရားဆိုတာကအမြဲတမ်းငြိမ်သက်နေတာအဲ့ဒီဘုရားသခင်ရှိမှရှိတဲ့ငြိမ်သက်ခြင်းဘယ်ကမှတခြားကလာတဲ့ငြိမ်သက်ခြင်းမဟုတ်ဘူးထာဝရဘုရားသခင်ထံတော်ဘာကလာတဲ့ငြိမ်သက်ခြင်းအဖခမည်းတော်ရှိကနေလာတဲ့ငြိမ်သက်ခြင်းအယံကောင်းတယ်အယံခံစားဖို့ရအတွက်မျှော်လင့်ဖို့လိုအပ်တယ်အဘယ်သူမျှကြံ၍မမိနိုင်သောဘုရားသခင်ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်ကြောင့်ခရစ်တော်နာမ၌အဖခမည်းတော်ရှိမှတောင်းတဲ့အတွက်အဖခမည်းတော်ရှိကငြိမ်သက်ခြင်းသည်လည်းသားတော်ယေရှုခရစ်အားဖြင့်ကျွန်တော်တို့၏စိတ်နှလုံးကိုဆောင်မလိမ့်မည်နော်သင်တို့၏စိတ်နှလုံးကျွန်တော်ရဲ့စိတ်နှလုံးကိုဆောင်မမယ်ဘုရားနာမဘုန်းကြီးပါစေဘယ်ရာအဖြစ်လဲဖယားရှင်ထံတော်ဘာကငြိမ်သက်ခြင်းကိုခံစားသောအဖြစ်အဲ့ဒီငြိမ်သက်ခြင်းကိုဘယ်လိုခံစားမလဲအရာရာ၌ကျေးဇူးတော်ချီးမွမ်းမယ်ပြီးရင်ဆုတောင်းပတ္ထနာပြုမယ်ကျမ်းစာကသင်ပေးတာရိုးရိုးလေးပါဟာလေလုယာဒါဆိုကျွန်တော်တို့စိုးရင်နေတဲ့အရာပူပန်နေတဲ့အရာအလုံးကထွက်မြောက်ရာလမ်းရရှိသည်သာမကငြိမ်သက်ခြင်းပေါ့နော်ပြည့်စုံတဲ့ငြိမ်သက်ခြင်းခံစားရမယ်ဒါကြောင့်အရာရာမှာချီးမွမ်းဖို့တခါကဖတ်တီတယောက်ကအုံးမင်ပေါ်တက်တာပေါ့နော်အဲ့ဒီဖတ်တီကလည်းသူကအမြဲတမ်းချီးမွမ်းတတ်တဲ့သူဖြစ်တယ်ပေါ့နော်အရာရာမှာကျေးဇူးတော်ချီးမွမ်းတယ်ဘာဆိုလဲဖယားကျေးဇူးတော်ပဲဖယားကျေးဇူးတော်ပဲဖယားကျေးဇူးတော်ပဲဆိုနှုတ်ကအမြဲတမ်းကျေးဇူးတော်ဝန်ခံတော့ရွာကလူတွေကသူ့ကိုနာမည်ပေးလိုက်တယ်ပေါ့နော်ဦးကျေးဇူးတော်ပေါ့နော်ဖတ်တီကျေးဇူးတော်ဆိုပြီးတော့မှနာမည်ပေးလိုက်တယ်ဘာပဲလုပ်လို့သူကကျေးဇူးတော်လို့အမြဲတမ်းသူကပြောတာပေါ့တရက်တော့ဒီဖတ်ဒီကအုံးမင်ပေါ်တက်တယ်တဲ့အုံးမင်ပေါ်တက်အုံးကြီးခူးတော့အမတ်မထင်ချီချော်လက်ချော်ဖြစ်သွားတယ်ပေါ့နော်အောက်ကိုပြုတ်ကျခါထီသွားအယံနာတယ်အဲ့ဒါနဲ့ပြောမဆိုသူလမ်းမလျှောက်နိုင်လောက်အောင်နာကျင်မှုတွေခံစားပြီးတော့မှရွာလူတွေတွေ့တဲ့အခါမှာဝိုင်းပြီးမှသူ့အိမ်ကိုပြန်တည်သွားပေးပြီးအိမ်မှာကလင်ပေါ်မှာတင်ထားတယ်သူမလှရှားနိုင်ဘူးအကြီးကျယ်နာကျင်တဲ့ခံစားရတယ်အဲ့တော့ရွာကလူတွေကအခုလဲကူညီတယ်ဒါပေမဲ့သိကျင်တဲ့မိကုန်းလေးတစ်ခုလဲရွာသားတွေမှာရှိတယ်ပေါ့နော်တစ်ချိန်လုံးဖယားကြီးစုတော်ဘာလဲပြောလိုက်ဖယားကြီးစုတော်လို့ပြောတာပေါ့နော်အကယ်အုံးမင်ပေါ်ကပြုတ်ကြပြီခါထီသွားပြီဟိုမှာသူများကူညီပေးနေရတယ်အဲ့ရပေါ်ရောက်နေပြီဖာဒီသွားမေးကြည့်အောင်မယ်ဘာများပြောမလဲဖာဒီနေကောင်းလားအေးမြင်တဲ့အတိုင်းပဲကွာခါတော့အရန်နာနေတယ်
ဘုရားကျေးဇူးတော်ပဲကွာတဲ့ဖတ်ရထပြောတော့ဟာအဲ့တော့လူတွေကဩတာပေါ့နော်ဒီလောက်အုံးမေဘော်ကနေပြုတ်ကြတာဒီလောက်ခါတိသွားတာအဲ့ဒါဘုရားကျေးဇူးတော်လားဟုတ်တာဗောဘုရားကျေးဇူးတော်ပေါ့ကွာတဲ့ငါအုံးမေဘော်ကပြုတ်ကြတဲ့အချိန်မှာတဲ့အောက်မှာဘုရားဖန်ဆင်းထားတဲ့မြေကြီးရှိလို့တဲ့ငါအဲ့ဒီမှာနေရပ်သွားတာတဲ့ဘုရားဖန်ဆင်းထားတဲ့မြေကြီးမှမရှိရင်ငါဘယ်လောက်ထိဆက်ပြီးပြုတ်ကြမလဲမသိဘူးတဲ့ဟာလေလုယာချီးမွမ်းတတ်ဒီနေ့ကျွန်တော်တို့အားလုံးရဲ့အသက်တာမှာချီးမွမ်းနိုင်ခွင့်ရှိတယ်ချီးမွမ်းဖို့ခွင့်ဘုရားပေးနိုင်တယ်ကျွန်တော်တို့ကအံ့ဩဖွယ်ရာအဲ့ဒီတကူကိုရှာဖွေဖို့လိုအပ်တယ်ဟာလေလုယာတနေ့ကျွန်တော်ရဲ့အသက်တာမှာလောကဓာတ်ကြီးကစိုးရိမ်အောင်ထိတ်လန့်အောင်ခြောက်ချမ်းအောင်လုပ်တဲ့တဲမှာကျွန်တော်ဝမ်းမြောက်ခြင်းပါသွားတယ်ဘာကြောင့်လဲစိုးရိမ်တော့မဝမ်းမြောက်နိုင်တော့ဘူးတခါလေဖြင်းချင်းသဘောပျောက်ဆုံးသွားတယ်ကြမ်းတမ်းသွားတယ်ဘာကြောင့်လဲစာရန်ကကျွန်တော်တို့ကနေခိုးယူသွားတယ်ဘယ်ရာအဖြစ်လဲစိုးရိမ်ပူပန်မှုအဖြစ်မနက်ကခိုးယူသွားတဲ့အခါမှာအဲ့လိုဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တယောက်စီတိုင်းရဲ့အသက်တာမှာချီးမွမ်းခြင်းကကျွန်တော်တို့အတွက်အကောင်းဆုံးအရာဖြစ်တယ်စိုးရိမ်ပူပန်မှုကကျွန်တော်တို့ရဲ့အသက်တာကိုဘာမှမဖြစ်စေနိုင်ဘူးတဲ့ဒါကြောင့်ရှမသက်ခရစ်ဝင်အခန်းကြီး6မှာပေါ့နော်အငယ်26မှာဆိုလို့ရှိရင်တော့ကျွန်ရဲ့အသက်တာအတွက်မပူပန်ပါနဲ့တဲ့ပေါ့နော်စာငတ်တကောင်ကိုတော့မှဘုရားရှင်ကပြစ်မထားဘူးကြည့်ရှုတယ်ပြုစုတယ်ကျွေးမွေးတယ်တဲ့ပေါ့နော်အဲ့တော့မိခွန်းလေးမေးတယ်အငယ်29မှာအဘယ်သူဒီစိုးရင်ခြင်းအဖြစ်မိမိအသက်တာကိုတတောင်ခန့်မြတူပွားစေနိုင်သည်နည်းလို့မိခွန်းမေးတာပေါ့နော်တော့စိုးရင်ခြင်းအဖြစ်အသက်တာကိုတတောင်ခန့်မြတူပွားစေနိုင်သလားလို့မေးတဲ့အခါမှာစိုးရင်ခြင်းအဖြစ်ဘာမှမထူးဘူးစိုးရင်ခြင်းကအကျိုးပဲရုပ်တယ်စိုးရင်တဲ့အခါမှာမစားနိုင်မတောက်နိုင်ဖြစ်တဲ့အစာအိမ်ယောဂဖြစ်တယ်နောက်ဆုံးမကြမ်းမာမှုတွေဖြစ်တဲ့အင်အားတွေရုပ်ရတဲ့နောက်ဆက်တွဲတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်စိုးရင်ခြင်းကိုကျွန်တော်တို့အခွင့်မပေးဘဲလက်ရှိရင်ဆိုင်နေရတဲ့အခြေအနေခတ်သိမ်းကြတဲ့မှာသခင်ဖရာအဖြစ်ဝမ်းမြောက်ခြင်းကိုရယူပိုင်ဆိုင်ပါဟာလေလုယာရယူပိုင်ဆိုင်ပါအဲ့ဒီဝမ်းမြောက်ခြင်းကဖရာပေးထားတာဖြစ်တယ်မျက်ရည်ကျနေတဲ့ကြားတွေကနေဝမ်းမြောက်ခြင်းကိုရယူနိုင်တယ်မျက်ရည်ကျနေတဲ့ကြားတွေကနေကျေးဇူးတော်ချီးမွမ်းနိုင်ဖို့အကြောင်းတွေရှာဖွေနိုင်တယ်ဖရာပြင်ဆင်ထားတဲ့အရာတွေမြောက်များစွာရှိတယ်တခါတည်းစာရန်ကကျွန်တော်တို့ကိုလုံးဝလှည့်စားတာပေါ့နော်မချီးမွမ်းနိုင်အောင်ဒီချိန်ကချီးမွမ်းဖို့မသင့်ဘူးပေါ့နော်ဒီချိန်ကဝမ်းမြောက်ဖို့မသင့်ဘူးအမျိုးမျိုးလုပ်နိုင်တယ်ဒါမဲ့တမန်ကျမ်းစာကတော့ဘာပြောလဲဆိုတဲ့အခါမှာစိုးရိမ်မှုတွေအားလုံးကြားတဲ့မှာဝမ်းမြောက်ဖို့အခွင့်ရှိတယ်ဘုရားနာမဘုန်းကြီးပါစေအာမင်ပါကြောင့်လဲကိုတော်ကြောင့်ဖြစ်တယ်အာမင်အဖြေကကိုတော်ကြောင့်လောကဓာတ်တရားရဲ့အခြေအနေဘလို့ပဲပြောင်းလဲရှိပါစေဖခင်ကမပြောင်းလဲဘူးဟာလေလုယာချီးမွမ်းခြင်းခံထိုက်တဲ့ဖခင်ကိုးကွယ်ခြင်းခံထိုက်တဲ့ဖခင်သခင်ဖြစ်တယ်လောကဓာတ်တရားကချီးမွမ်းထိုက်တဲ့ဖခင်ကိုမချီးမွမ်းနိုင်အောင်သူလာပြီးတော့မှဟန်တာပါလိမ့်မယ်ကိုးကွယ်ထိုက်တဲ့ဖခင်ကိုမကိုးကွယ်နိုင်အောင်လောကဓာတ်တရားကြီးကအမျိုးမျိုးဟန်တာပါလိမ့်မယ်ဒါပေမဲ့အဘယ်အမှုကိုများစိုးရင်မရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာကျွန်တော်တို့ဆုတောင်းပတ္ထနာပြုသောအဖြစ်ဖရာဘုန်းတော်ထင်ရှားဖို့ဖရာမဆာနိုင်တယ်ဟာလေလုယာစိုးရင်ပူပန်ခြင်းအဖြစ်အသက်တာကိုတတောင်ခန့်မြမတိုးပွားစေနိုင်ပါဘူးပေါ့နော်ဘာမှထူးခြားလာမှာမဟုတ်ဘူးထူးခြားမှာကတော့ဖရာရှင်ကိုချီးမွမ်းခြင်းအဖြစ်ဖရာလက်တော်ကိုလှုပ်ရှားစေနိုင်တယ်ဟာလေလုယာပေါလုနဲ့သီလကအဲ့ဒီအကြောင်းကောင်းကောင်းသိတဲ့အခါမှာချီးမွမ်းဖို့မသင့်ဘူးလောကရဲ့အခြေအနေအရာဒါပေမဲ့အပေါ်မှာရှိနေတဲ့ဖခင်ကချီးမွမ်းထိုက်တဲ့ဖခင်ဟာလေလုယာဒါကြောင့်မလို့ချီးမွမ်းဖို့မသင့်တဲ့အခြေအနေကြားထဲမှာချီးမွမ်းထိုက်တဲ့ဖခင်ကိုတမန်တော်ဝတ္ထု16မှာချီးမွမ်းတဲ့အခါမှာလွတ်မြောက်တယ်ဟာလေလုယာအချီနှောင်တွေလွတ်မြောက်တယ်ပိတ်ဆို့မှုတွေပွင့်ထွက်သွားတယ်မြေကြီးပြင်းစွာလှုပ်တယ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားကိုချီးမွမ်းတဲ့အခါမှာမြေကြီးပေါ်မှာနမိတ်လက္ခဏာဖြစ်ကိုဖြစ်တယ်ဘုရားနာမဘုန်းကြီးပါစေ။တို့ရဲ့ရှေ့မှာပိတ်လောင်မှုတွေတားဆီးမှုတွေဟန်တားမှုတွေချီနှောင်မှုတွေခက်ခဲမှုတွေတောကတွေမုန်တိုင်းတွေအားလုံးကနေလွတ်မြောက်ဖို့ရန်အတွက်ကြီးမြတ်တဲ့ဘုရားကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုချီးမွမ်းခြင်းအဖြစ်ဟာလေလုယာအဲ့ဒီအားလုံးလုံးဝပွင့်ထွက်သွားမယ်အချီနှောင်အားလုံးလွတ်မြောက်သွားလိမ့်မယ်ထို
ထိုဖျားရှင်နာမှာတာ၍ဘုန်းကြီးပါစေဒါကြောင့်တစ်ခါတည်းကျွန်တော်ရဲ့အတွေးခေါ်တဲ့မှာမချီးမွမ်းမိဖို့ငိုကြွေးနေဖို့တခါလေလုံးဝဝမ်းနည်းနေဖို့ဒါမျိုးလှုပ်ဆောင်တတ်တယ်မာနကအဲ့လိုလာချီတတ်တယ်မဟုတ်ပါဘူးလောကရဲ့အခြေအနေကဝမ်းနည်းစေရပါလူလောကရဲ့အခြေအနေကမျက်ရည်ကျစေရပါလူလောကရဲ့အခြေအနေကစိတ်တက်ကြစေရပါလူလောကကြီးရဲ့အခြေအနေကစိတ်ပြက်စရာတွေပါဒါပေမဲ့အဲ့ဒီအရာပေါ်မှာမဟုတ်ဘူးကိုးကွယ်ထိုက်တဲ့ဖခင်အပေါ်မှာရှိတယ်ဟာလေလုယာချီးမွမ်းထိုက်တဲ့ဖခင်ရှိတယ်ဒီအခြေအနေအားလုံးကိုကင်တွယ်တဲ့ဖခင်ဒီအခြေအနေအားလုံးကနေပြီးတော့မှဖြေဖြောက်ပေးမဲ့ဖခင်လွတ်မြောက်ခြင်းပေးမဲ့ဖခင်ကသူ့ကိုချီးမွမ်းခြင်းသူ့ကိုကိုးကွယ်ခြင်းအားဖြင့်ကျွန်ရဲ့အသက်တာမှာပျောက်ဆုံးသွားတဲ့ဝမ်းမြောက်ခြင်းပြန်လည်ရမယ်ဟာလေလုယာခိုးယူခြင်းခံသွားရတဲ့ဖြင်းညင်းသဘောတွေပြန်ပြီးခံစားရမယ်နူးညံ့ခြင်းတွေသိမ်မွေ့ခြင်းတွေနှိမ့်ချခြင်းတွေဖျားပြန်ပြင်ဆင်ပေးပြီးဒီကာလလောကရဲ့အလင်းမာနကြောက်တဲ့အရာတွေကျုံးထဲမှာဖျားပြန်လဲပေးလိမ့်မယ်ဟာလေလုယာဒီအချင်းဟာအဖြစ်အောင်ပွဲအထက်ထက်ဆက်လက်ခံစားသွားနိုင်ဖို့ဖြစ်ပါတယ်ရောက်စီတိုင်းနှုတ်ကပတ်တော်အဖြစ်ဖျားသခင်သူပဲကြောင်းကြည့်ပေးပါစေဒီနေ့ပေါ့နော်မီးပြက်တယ်လာတယ်ဆိုတဲ့အရာတွေရှိပေမဲ့ပေါ့နော်အားလုံးကြိုးစားပြီးမှပါဝင်ပေးနေကြတယ်ဖျက်ရှင်သူကောင်းချီးပေးပါစေလူဒီနေ့တကွာမိသားစုများဖျက်ရှင်ကောင်းချီးပေးပါစေအငယ်ဦးထုံးကြီးနေ့တကွာဆမမာရပမိသားစုများဖျက်ရှင်သူကောင်းချီးပေးပါစေစင်မူဟဲဖျက်ရှင်ကောင်းချီးပေးပါစေနော်မီမီထွန်းနေ့တကွာမိသားစုအားလုံးပေါ်မှာလည်းဖျက်ရှင်သူကောင်းချီးပေးပါစေစောကြောပေါ်တော့မိုးရီရွာနေတဲ့အတွက် line အခက်ခဲရှိတယ်ဒါပါဝင်မှုအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မဝင်းနဲ့တကွာမိသားစုအားလုံးလည်းဖျက်ရှင်သူကောင်းချီးပေးပါစေကျွန်တော်မွန်ပြည်နယ်လည်းမိခဏခဏပြတ်တယ်ပေါ့နော်မိပြန်လာပြီဟာလေလုယာဖျက်ရှင်နာမတာဘုန်းကြီးလျက်မင်္ဂလာရှိပါစေကျွန်တော်အားလုံးဒီချိန်မှာပေါ့နော်ဥစွာပထမကျေးဇူးတော်ချီးမွမ်းမှုပြင်ဆင်ရအောင်ကျေးဇူးတော်ရည်တွက်ရအောင်အခက်ခဲတွေကြားထဲမှာကျေးဇူးတော်ကျွန်တော်ရည်တွက်ရအောင်မုန်တိုင်းကြားထဲမှာကျေးဇူးတော်ချီးမွမ်းရအောင်ဟာလေလုယာကျွန်တော်တို့ပြီးတဲ့အခါဆုတောင်းတဲ့အစီအစဉ်ကိုတွားမယ်အဲ့တော့ချီးမွမ်းစရာကိုယ့်အသက်တာထဲမှာကောင်းကြီးအရင်ရည်တွက်လိုက်ပါရည်တွက်လိုက်ပါခံစားတဲ့ကောင်းကြီးတွေရည်တွက်လိုက်ပါကိုယ့်မိသားစုအတွက်ခံစားရတဲ့ကောင်းကြီးရည်တွက်လိုက်ပါမိမိရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့အခက်ခဲတွေတောကတွေအများကြီးမြင်တွေ့နေတယ်ဒါပေမဲ့အဲ့ဒီတည်းမှာဖခင်ကောင်းကြီးရည်တွက်ကြည့်ပါဟာလေလုယာချီးမွမ်းနိုင်လိမ့်မယ်အံ့ဩဖွယ်ရာဖခင်ဘုန်းတော်ထင်ရှားမှအမှန်တကယ်ဖြစ်တယ်ကျွန်တော်အားလုံးအတူတကွကောင်းကြီးရည်တွက်ရအောင်ကျေးဇူးတော်ကိုအတူတကွချီးမွမ်းကြပါစို့ဟာလေလုယာကောင်းမြတ်လွန်တဲ့ဖခင်ကိုရရှင်နာမတိုင်းဘုန်းကြီးနဲ့မင်္ဂလာရှိပါစေချီးမွမ်းခြင်းကိုးကွယ်ခြင်းဂုဏ်ပြုခြင်းအလုံးစုံကိုခံထိုက်တဲ့ဖခင်ကိုရရှင်နာမတိုင်းဘုန်းကြီးနဲ့မင်္ဂလာရှိပါစေကိုရရှင်ဒီကာလအဆက်ဆက်ချီးမွမ်းခြင်းကိုးကွယ်ခြင်းကိုခံထိုက်တဲ့ဖခင်ဖြစ်ပါကိုရောကိုချီးမွမ်းပါကိုးကွယ်ပါနဲ့အခြေအနေပေါ်မှာကိုရောကိုတာမီအားလုံးတို့ဒီချီးမွမ်းခြင်းကိုးကွယ်ခြင်းမဟုတ်ပါဖခင်အခြေအနေအမျိုးမျိုးကြားထဲမှာကိုရောကချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းကိုအမြဲခံထိုက်တဲ့ဖခင်ပါကိုရောနာမဘုန်းကြီးပါစေကိုရောရှင်ဖခင်ကိုတာမီအားလုံးထိတွေ့ရသောကြောင့်ယေရှုတင်ပါကိုးကွယ်ရသောကြောင့်ယေရှုတင်ပါတယ်ယနေ့လောကရန်တရားကြီးကမဝမ်းမြောက်နိုင်ဘူးမချီးမွမ်းနိုင်ဘူးတခါတည်းမာနကလှုပ်ဆောင်ရရှိပါတယ်မာနကလုံးဝမလှုပ်ရှားနိုင်အောင်တဖြည်းဖြည်းကျင့်ကြက်အောင်ယုံကြည်သောသူများရဲ့အသက်တာမှာအမောင်ဖုံးအောင်ဝမ်းနေခြင်းကြည်ကွဲခြင်းတွေမှာလှောင်ပိတ်ထားဖို့အတွက်သူကလှုပ်ဆောင်ပါတယ်သို့တော်လည်းပဲကိုရိုနာယနေ့ဝမ်းမြောက်ရသောကြောင့်ယေရှုတင်ပါကိုရိုနာမှာဘုန်းကြီးပါစေမာနကချီတဲ့ကြိုးတစ်ခုမှမခံစားရဖို့ကိုရောပြုတ်ခက်ပေးပြီးတဲ့အရာအတွက်နာမတော်ကိုချီးမွမ်းကောင်းချီးပေးပါတယ်အစင်မပြတ်ဝမ်းမြောက်ဖို့အမြဲတမ်းကိုရောရှင်ကိုချီးမွမ်းနေဖို့ကိုရောကိုကိုးကွယ်နေဖို့မာနရဲ့အတိုက်လန်အားလုံးကြားထဲမှာကိုရောရဲ့နာမတော်ကိုချီးမြှောက်နေဖို့အလိုရှိတဲ့ဖခင်ကိုရောနာမသား၍ဘုန်းကြီးပါစေယနေ့သားမီးအားလုံးအတူတကွကိုရောရှင်ရဲ့ကြီးမြတ်ခြင်းကိုဝန်ခံကြပါတယ်ချီးမွမ်းကြပါတယ်ဖခင်ကိုးကွယ်ကြပါတယ်ဖခင်ကိုရောနာမသား၍ဘုန်းကြီးပါစေကျမ်းမာရခြင်းအတွက်ယေရှုတင်ပါတယ်တွာလာလှရှားနိုင်ခွင့်အတွက်ယေရှုတင်ပါတယ်ဤကဲ့သို့ချီးမွမ်းလျက်အတူတကွဆုတောင်းနိုင်ရသောခွင့်အတွက်ကိုရရှင်ကိုယေရှုတင်ပါတယ်
ပြတ်တော်မူတဲ့ခက်ခဲတွေတောကတွေမုန်တိုင်းတွေဝမ်းနည်းစရာတွေမြောက်များစွာကြားထဲမှာချီးမြတ်တဲ့ကိုရောကိုချီးမွမ်းရခွင့်ပေးသောကြောင့်ကိုရောကိုယေရှုတင်ပါတယ်များစွာသောသူများလည်းဆက်လျက်ကိုရောကိုချီးမွမ်းခြင်းအပြင်အောင်မြင်ခြင်းရအောင်မည်ဖြစ်သောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ချီးမွမ်းခြင်းအပြင်လွတ်မြောက်ကြအောင်မည်ဖြစ်သောကြောင့်ယေရှုတင်ပါတယ်ကိုရောနာမပါ၍ဘုန်းကြီးပါစေမာနတိမချမ်းမာမှုမှစ၍အမျိုးမျိုးသောအချီနှောင်တွေသူပေးပါတယ်သူလှုပ်ဆောင်ပါတယ်ဒါပေမဲ့လည်းကိုရောကိုချီးမွမ်းခြင်းအပြင်အဲ့ဒီအရာအလုံးလွတ်ပြောက်သွားပြီဖြစ်သောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ကိုရောနာမဘုန်းကြီးပါစေချီးမွမ်းခြင်းကိုးကွယ်ခြင်းဂုဏ်ပြုခြင်းအလုံးစုံကိုခံထိုက်တဲ့ကိုရောအားသခင်ယေရှုခရစ်တော်ဖျားနာမ၌ချီးမွမ်းလျက်ကိုးကွယ်ကြပါ၏အဖမြတ်စွာသောဘုရားသခင်အာမင်ဘာဖျားရှင်နာမသားယူဘုန်းကြီးလျက်မင်္ဂလာရှိပါစေကျွန်တော်ချီးမွမ်းခြင်းနဲ့တို့ဆုတောင်းပတနာပြုပါလို့ကျမ်းစာကပြောတယ်မြန်မာပြည်ကြီးအတွက်ကျွန်တော်တို့ဆုတောင်းဖို့ဖြစ်တယ်မြန်မာနိုင်ငံတော်ကြီးအတွက်ကျွန်တော်တို့အနံ့ဖို့ရန်ဖြစ်တယ်ချီးမွမ်းခြင်းနဲ့တို့ဆုတောင်းမယ်ဆိုရင်ငြိမ်သက်ခြင်းမှာရအောင်ပါဘုရားနာမဘုန်းကြီးပါစေကျွန်တော်တို့တိုင်းဒေသပြည်နယ်ကြီးရွာရက်ွက်ခရိုင်အားလုံးအတွက်ကျွန်တော်တို့အတူတကွဆုတောင်းမယ်ကဘာကြီးဒီကိုဗစ်-19 နဲ့ပတ်သက်တဲ့အရာတွေအတွက်လည်းကျွန်တော်တို့သခင်ဖျားနာမနဲ့ဖယ်ရှားမယ်သူတို့ဝိညာဉ်ဆိုးနတ်ဆိုးတွေကိုယေရှုခရစ်တော်နာမနဲ့ဖယ်ရှားရအောင်မောင်းထုတ်ရအောင်ဖျားသခင်ရဲ့အလိုတော်ကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံဖို့ကျွန်တော်တို့ဆုတောင်းရအောင်ဟာလေလုယာအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေဆိုတဲ့အတိုင်းပဲကျွန်တော်တို့အားလုံးအတူတကွအနန္တစက္ကဆုတောင်းကြပါစို့ဟာလေလုယာကောင်းမြတ်လွန်တဲ့အဖဖျားကိုရောနာမသားယေဘုန်းကြီးလက်မင်္ဂလာရှိပါစေသောယနေ့